မိတ်ဆွေများအားလုံးမင်္ဂလာပါအခုကတော့ဒီဖားပေါက်လေးအချောတက်ထားတဲ့အနေထားပါနော်လုံးစရာလေးရောနည်းနည်းပါးပါးကြံပါသေးတယ်ဒါတော့90 ရာခိုင်နှုန်းလောက်ပြီးစီးထားတဲ့ပုံစံလေးပါအဲ့တော့ကျွန်တော်တစ်ချက်ဖွင့်ပြပါမယ်အဲ့တော့ပထမဆုံးဒီမှာ၄ချက်ကလပ်ကိုအသုံးပြုထားတယ်ပြီးတော့ဒီဖောက်မီကတော့ဒီကောင်လေးဆို36ဖို့မနိုင်ဘူးပေါ့နော်မိတ်ဆွေ24တွဲဖို့24ကြိုက်တာသုံးလို့ရတယ်ဒီကောင်36ကျွေးလိုက်တဲ့အတွက်မီကတော့ကျွန်းပြီးတော့မမိန်လေးလင်းသွားတဲ့အနေအထားမှာရှိတယ်အဲ့ဒီအတွက်ကျွန်တော်ကတော့ဒီကောင်ကိုစင်ကနေမီအတွက်သုံးလိုက်တယ်နော်ဆိုင်လင်းမီနဲ့စင်ကနေမီအတွက်သုံးထားတယ်ကျွန်တော်တစ်ချက်ဒါစုံမီဖွင့်ပြမယ်နော်သူရဲ့လင်းကအဲ့လောက်ပဲလင်းมาတော့တယ်ဒီမှာပါစုံမီပါဒီမီရေဆိုလဲကျွန်တော်ဒီမှာ48 60ပိုမီလုံးတွေကိုကျွန်တော်တွဲဖို့မီပြောင်းပေးထားတယ်เนาะဒီ signal line မီ line တွေကိုကျွန်တော်အကုန်လုံးတွဲဖို့ပြောင်းထားတယ်36ဖို့သုံးထားတဲ့ line တစ် line တွေကဒီဟွန်းမဲသုံးထားတာเนาะခယူဟွန်းကိုကျွန်တော်36ဖို့သုံးထားတယ်အတန်တစ်ချက်လောက်နားထောင်ကြည့်ပေးပါเนาะဟောဒီကတော့ရှီမီပါဒါတော့ကျွန်တော်တို့မီးဝါပါเนาะဒါဇီးကွက်မီးရဲ့မီးဝါပါဒါတော့မီးအဖြူပါမော်တာလေးလည်းတစ်ချက်လောက်ဆွဲပြပေးပါမယ်အဲ့တော့ဒီပါဆွဲပြပါမယ်ကျွန်တော်ဒါနံပါတ်2ကျိုးကိုပဲ join ထားသေးတယ်နံပါတ်3ကျိုးမ join ရသေးဘူးเนาะ39ထိတက်ပါတယ်ပြီးရင်ကျွန်တော်ဒီအထက်ကကျိုးတွေသွားပုံလာပုံတွေတစ်ချက်ပြပေးပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ